ကတော့ day trip သွားတာကြိုက်တဲ့ audience တို့အတွက်ကျွန်မက PP Island ရဲ့ day trip ပြီးနေပြီဆက်ပြီးတော့ကိုသွားခင်တရက်လောက်အလုံးမှာကြိုပြီးတော့ ticket ဖြတ်ထားပါတော့ ticket ဖြတ်ပြီးရင်တော့ကိုသွားမယ့်နေ့ရဲ့မနေ့ပိုင်းမှာကားဆရာကိုလာကြိုပြီးတော့ဒီစိတ်ကိုတန်ဖိုးပေးပါလိမ့်မယ်ပြီးရင်တော့ကိုရဲ့ ticket ကိုယူထားပြီးတော့ counter step တွေစီးပေးလိုက်မယ်ဆိုရင် step တွေကနာမည်နဲ့ဖုန်းနံပါတ်တွေကိုယူပြီးတော့လက်ပတ်လေးပေးလာပါလိမ့်မယ်ပြီးရင်တော့မနေ့စာကိုထပ်ဆောင်နေတယ်ကိုလိုအဲ့ဒီပစ္စည်းရှိလို့ရှိရင်တခါလေးဝယ်လို့ရပါတယ်မနေ့စာကတော့ sausage ချက်ဥကျော်အတီးဖြော်ရေး coffee လို့ချထားပြီးရပါတော့ကိုစိတ်ကြိုက်ယူစားလို့ရပါတယ်မနေ့စာစားပြီးလို့ဆုံးလို့ရှိရင်တော့ခိုက်ကဒီနေ့ရဲ့ plan နဲ့ကိုဘာတွေဘယ်လိုလုပ်မယ်ဆိုတာကိုပြောပြပြီးတော့ဘာတွေရှောင်းအောင်လဲဆိုတာပြောပြပါလိမ့်မယ်ဆိုရင်တော့လေဘာမတက်ခင်ဒီမှာလိုက်မှုတက်တဲ့သူတွေအတွက်လိုက်မှုပြောက်စစ်တော့ခုလည်းမမိနေအောင်နော်ဒါကတော့ခိုက်ကဘယ်နေရာမှာရေကူးလို့ရပြီးတော့ဘယ်နေရာမှာယူလို့မရအောင်ဆိုတာတတိချာရှင်းပြနေရပါတော့အဲ့တော့နားထောင်နော်ပြီးရင်တော့လေးစားထွက်ပါပြီပထမဆုံးသွားမယ့်နေရာကတော့ Viking Cave ပေါ့နော် Viking Cave မှာဆိုလို့ရှိရင်တမုံရိုက်တာနဲ့ရေကူးအောင်လုပ်လို့ရတယ်ပေါ့နော်ရေကိုယူမှုတော့ဆိုတော့သူတို့က live ticket ပေးရတဲ့စိတ်ပူကြမလို့ပါဘူးရေကိုကတမုံရိုက်ချင်တယ်တယောက်ထင်လာတယ်ဆိုလို့ရှိရင်ခိစ္စမရှိပါဘူးသူတို့မှလည်းပြည့်သူရှိပါတယ်သူကတတ်မှတ်ထားတဲ့အချိန်ရှိရပေါ့နော်အဲ့တော့အချိန်ကတော့အများကြီးပြီးမှမဟုတ်ပါဘူး Viking Cave မှာဆိုလို့ရှိရင်35မိနစ်လောက်ခလာမှအချိန်ပေးရပေါ့နော်ဒါပြီးတော့ဒုတိယမြောက်နေရာကတော့ snorkeling လုပ်လို့ရတဲ့နေရာပါအဲ့နေရာကနေရေအောက်ကိုရှိမယ်ဆိုအရင်လာတော့ပဲအမှကိုက snorkel နဲ့ပတ်သက်တဲ့ပစ္စည်းတွေသူတို့အကုန်လုံးပေးထားပြရမလို့ကိုကထပ်ပြီးတော့ဝယ်ကြမလို့ပါဘူးပြီးတော့တတိယမြောက်နေရာကတော့မာယာဘီပေါ့နော်မာယာဘီမှာတော့ရေကူးလို့မရပါဘူးရှင်ဒါပေမဲ့မာယာဘီမှာအရင်လာတယ် baby shed လေးရှိရဆိုတော့ကျွန်မသိထားတယ်ဒါပေမဲ့ကျွန်မကတော့ baby shed လေးရှိဘူးပြီးဖြစ်အောင်ကိုမိခဲ့ပါတယ်ရှင်မာယာဘီရဲ့ view မှာမျိုးရင်းနဲ့ကျွန်မ baby shed ကြည့်ဖို့မိခဲ့ပါတယ်ရှင်အဲ့ဒီပြီးတဲ့အချိန်ကလည်း45မိနစ်ပဲဆိုတော့ကျွန်မ view မှာမျိုးရင်း baby shed လေးကြည့်ဖို့မိခဲ့ပါတယ်အရင်တော့ငါရတော့ baby shed ကိုတော့မကြည့်ခဲ့ရပါဘူး monkey တော့ကြည့်ခဲ့ရပါတယ်ပြီးရင်နေ့လည်း9 လောက်မှသူတို့က buffet ကျွေးပါတယ်နေ့လည်းစားပေါ့နော်ကိုပြီးမှာတော့အများကြီးပဲအမှလူလည်းအများကြီးခါကျတော့ buffet ကိုတော့ဒီရှာလေးကိုမရိုက်ခဲ့ရအောင်ပေါ့နော်ဒါတော့ကျွန်မနေ့လည်းစားပေါ့နော်ဖေးရီကအရန်ရှိုးပါဆိုပြီးလို့ရှိရင်တော့နေ့လည်းစားပြီးခဏနားပြီးလို့ရှိရင်တော့နောက်ဆုံး station ဖြစ်တဲ့ PP ကိုသွားပါမယ် PP မှာတော့ရေကူးတော့အပြင် scuba diving နဲ့ activity တွေအများကြီးကိုလည်းလုပ်လို့ရပါတယ် PP မှာရှိတဲ့ငါးတွေဆိုတာလည်းလူအရင်ရင်တော့သိလားဟိုတိုင်းလေးကိုမတည့်ရနေကိုယ့်ရဲ့ချောင်းနာမှာဝင်းနေရမှာအရင်လာတော့ကိုက snorkeling ထပ်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာလည်းထပ်လုပ်လို့ရပါတယ်ကိုကနေ့လည်းစားပြီးလို့အချိုရည်တွေတောက်ချင်တယ်ဆိုလို့ရှိရင်လည်း Fifi ရဲ့ food market ထဲဝင်ပြီးတော့လဲလို့ရပါတယ်ဒါပြီးတော့ကျမတို့ရဲ့ one day trip ကပြီးပါပြီဒါကတော့ကျမရဲ့ day trip experience လေးပါရှင် thank you